မင်္ဂလာပါငယ်ချင်းတို့အဲ့တော့ဒီနေ့မှလည်းကျွန်တော်ရဲ့ fan တွေအတွက်လုံးဝကိုစောတင်စောထိုက်တဲ့ safe ဖြစ်စေမယ့် body တစ်ပွဲရွေးချယ်ပေးခြင်းလို့ဒီ video လေးကိုရိုက်တင်ပေးလိုက်တာပေါ့နော်safe ဖြစ်တဲ့ body တစ်ပွဲရွေးချယ်ပေးခြင်းနဲ့ဆိုတာထက်ပုံမှန်လည်းပြောရမယ်ဆိုရင်ကျွန်တော်ဒီပွဲကိုရွေးပေးလိုက်ငယ်ချင်းတို့ကြိုက်နေမှာပဲဒါပေမဲ့ကျွန်တော်ကငယ်ချင်းတို့ပို safe ဖြစ်အောင်ရွေးချယ်ပေးခြင်းလားဆိုတော့ဘယ်ပွဲလဲမေးစရာရှိပါတယ်ငယ်ချင်းတို့ပြင်သစ်ပွဲပါနော်ဒီညကံမပြင်သစ်ပွဲတကယ်ချင်းတို့ကြိုက်နေမယ်ဆိုတော့သိတယ်နော်ဒါပေမဲ့ကျွန်တော်ကဘာကိုဖြစ်ဆွဲပြီးတော့တကယ်ချင်းတို့သတိထားအောင်ပြောချင်လဲဆိုတော့တကယ်ချင်းတို့ပြင်သစ်ကြိုက်တယ်ဆိုလို့ရှိရင်ဒီညဂိုးအောက်နဲ့တွဲမှာပို safe ဖြစ်မယ်လို့တော့ကျွန်တော်တို့ယူဆတယ်နော်ဘာကြောင့်လဲဆိုတော့လက်ရှိနိုင်ငံအသင်းကြီးတွေကြိုးကြောင်လုပ်နေတဲ့အနေအထားတစ်ခုမှာပြင်သစ်လည်းအမှတ်ခွဲယူပြီးတော့ကြိုးကြောင်မလုပ်ဘူးလို့ပြောမလာနိုင်ဘူးလေနော်ပြောမရဘူးဆိုတော့ go out နဲ့တွဲခိုင်းတာပါအဲ့ချက်ကြောင့်နောက်တစ်ချက်အဲ့ဒါပါလဲဆိုတော့အချက်နဲ့ပဲခွဲပြောလိုက်မယ်တကယ်ချင်းတော့နော်တစ်ချက်လက်ရှိနိုင်ငံအသင်းကြီးတွေအမှတ်ခွဲယူပြီးတော့မှကြိုးကြောင်လုပ်နေတဲ့အနေအထားတစ်ခုမှာပြင်သစ်အနေနဲ့လည်းထိုနည်း၎င်းလှုပ်လာခဲ့သည်ရှိတော့ကျွန်တော်ရဲ့ fan တွေအနေနဲ့ပြင်သစ်ကြိုက်နေကျွန်တော်ရဲ့ fan တွေအနေနဲ့ခံတာအောင်လို့ go out နဲ့တွဲခိုင်းခြင်းဖြစ်ပါတယ်နှစ်ချက်ကကြပါလဲဆိုတော့ပြင်သစ်နဲ့တွေ့တဲ့စီနီဂေါအနေနဲ့ကအနောက်အာဖရိကနိုင်ငံဖြစ်တဲ့အတွက်အပူပိုင်းနေရာလာတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ပို့ပြီးတော့မှကစားနိုင်ပါလိမ့်မယ်ကစားကောင်းပါလိမ့်မယ်ပြင်သစ်ထက်ဆိုတော့ပြင်သစ်ရဲ့ယာတီဦးတော့အမေရိကန်နဲ့နေလားငါလားပါပဲဆိုတော့ခါကျတော့အဲ့အချက်ရယ်နော်ယာတီဦးအခြေအနေနဲ့နိုင်ငံလိုက်အပူချိန်ကြောင်းမလို့စီနီဂေါအနေနဲ့ကစားပူကောင်းလာနိုင်လို့ကိုအောင်နဲ့တွဲပြရခြင်းဖြစ်ပါတယ်။၃ချက်အဲ့ဒါကြတော့ဗာလဲဆိုတော့တကယ်ချင်းတို့ယာဒီဥရုပြီးတော့ကစားတဲ့နေရာမှာကစားအားပြင်သစ်ကလူတွေကပူကောင်းတယ်စီနီဂေါထက်အားလုံးတည်ပဲဟုတ်တယ်မှန်တယ်သို့တော့ယာဒီဥရုပြီးတော့ကစားဆိုတဲ့အနေအထားတစ်ခုမှာဘာကိုကျွန်တော်စိုးရိမ်တယ်လဲဆိုတော့တကယ်ချင်းတို့စီနီဂေါအနေနဲ့ကမစင်စားနဲ့ပြင်သစ်နဲ့တွေ့တဲ့ချိန်မှာအမှတ်ရဖို့ထက်သိကြတယ်နီးပြနေရာမှာပဲကျွန်တော်ပဲဖြစ်ဖြစ်တကယ်ချင်းတို့ပဲဖြစ်ဖြစ်နောက်ကစားသမားနေရာမှာကျွန်တော်ပဲဖြစ်တကယ်ချင်းတို့ပဲဖြစ်ဖြစ်လုံးဝနိုင်အောင်ကန်လို့မရတဲ့အနေအထားတစ်ခုမှာပိတ်ဆော်ပြီးတော့တည်ရအောင်နေမှာပဲတည်တမတ်ဘာကြောင့်လဲဆိုတော့ဒီအုပ်စုမှာကပြင်သစ်နဲ့စီနီဂေါကခြေစွမ်းအသာဆုံးအသင်းနှစ်စင်းလို့ကိစ္စမရှိဘူးဆိုကြတဲ့ဘောကဒီပွဲနိုင်ရှုံဖွင့်ဆော်ပြီးတော့မှကျန်တဲ့ပွဲတွေမှာစီနီဂေါအနေနဲ့နိုင်ငံသွားလို့ရတယ်ဒီပွဲမှာကစီနီဂေါအထက်ကိုခြေစွမ်းနည်းနည်းတာတယ်လို့ပြောလို့ရတဲ့ခြေစွမ်းလည်းတကယ်တာပါတယ်နော်ဝေရပါနေတယ်တကယ်ချင်းဆိုတော့ဒီပြင်သစ်အုပ်စုမှာက group I မှာပြင်သစ်ရဲ့အီရန်ရဲ့နော်ဝေရဲ့စီနီဂေါရဲ့ဆိုတော့စီနီဂေါအနေနဲ့ကဒုတိယနေရာနေပြီးတော့မှရှုံးထွက်စင်ကိုတက်ရှင်တက်အဲ့လိုမှမဟုတ်လို့ရှိရင်တတိယနေရာနေ play off ကန်အောင်လို့တော့ဒီညမှာပိတ်ဆော်မယ်လို့ကျွန်တော်တို့ယူဆတယ်ဆိုတော့ပြင်သစ်အနေနဲ့ကတကယ်ချင်းတို့ဂိုးရမယ်ဆိုရင်တော့မှတစ်ဖက်တင်းကပိတ်နေတဲ့အနေအထားတစ်ခုနော်ကစားအားအပူပိုင်းနေရာလာတဲ့အတွက်လက်ရှိပြင်သစ်တင်းထက်ပို့ပြီးတော့မှကစားအားပိုကောင်းလာနိုင်တဲ့အနေအထားတစ်ခုမှာပြင်သစ်အနေနဲ့ 1-0 2-0 လောက်ပဲတော်လိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်ကိုရလက်အားဖြင့်နော်အဲ့ဒါဟိုမှာအတိအကျခံမှန်းမယ်ဆိုရင်တော့ကျွန်တော်ကတော့ပြင်သစ်နဲ့စီနီဂေါပွဲကို 2-0 တပေါက်ပဲခံမှန်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ fan တွေတကယ်ချင်းတွေအနေနဲ့ရောပြင်သစ်နဲ့စီနီဂေါပွဲကိုကိုရလက်အားဖြင့်ဘယ်နှကိုခံမှန်းတယ်လဲ comment box မှာတစ်ချက်လောက်ဝင်အောင်ဆွေးနွေးပေးကြပါဦးနော်တကယ်ချင်းတို့မှတ်ထားတဲ့ comment လေးလည်းကျွန်တော်တစ်ချက်လေ့လာကြည့်ခြင်းလို့ပါ okay အဲ့ဒါဒါပဲတော့တကယ်ချင်း bye bye နောက်နေ့မှတွေ့ကြတော့နော်တကယ်ချင်း